ဒါကချို့တငယ်ချင်းမေးထားတာပေါ့နော်သူကစာလေးလာခြင်းနဲ့ဒါပေမဲ့ဖုန်းကြည့်ပဲကြည့်နေမိတယ် screen time အရင်များတယ်ပြီးတော့ enemy ဆွဲနေတယ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုမျိုးလုပ်ရမလဲဆိုတော့လေဒါကချို့တငယ်ချင်းလိုမျိုးဖြစ်တူနေတဲ့ဒီလူတွေအတွက်ချို့ screen time များတယ်ဆိုတာကလေအဲ့ဒါကဘယ်လိုပြောမလဲလူတော်တော်များများမှာဖြစ်တယ်ပေါ့အဲ့ဒီဟာကိုချို့ဘယ်လိုဖြေရှင်းခဲ့လဲဆိုတော့နီလန်းလေး၃ခုကိုမျှဝေပေးမယ်ပထမအဆုံးတစ်ခုကကြတော့လေကိုကစာလေးလာမယ်လို့ရည်ရွယ်တယ်မလားရည်ရွယ်တဲ့အခါမှာတိုင်မှာတတ်မှတ်လိုက်တာကိုကဒီ English ဆိုလဲ English ပေါ့ဂျပန်ဆိုလဲဂျပန်ပေါ့ဘာပဲဖြစ်ဖြစ်ကိုလေ့လာမယ်ဆိုတဲ့အရာကိုငါတစ်နေ့ကိုအနည်းဆုံး2နာရီလေ့လာမယ်သတ်မှတ်လိုက်ပြီးရင်စာကြည့်စပွဲထိုင်လိုက်ပြီးတာနဲ့တိုင်မာကိုစမှတ်လိုက်အဲ့ဒီ2နာရီအတွင်းမှာကျန်တဲ့ဟာဘာမှမလုပ်နဲ့စာလေ့လာရင်းနဲ့စာရှာမယ်ဆိုပြီးတော့ကိုကဖုန်းဖွင့်လိုက်တယ်ဖုန်းဖွင့်လာတဲ့ TikTok တွေ YouTube တွေ Facebook တွေကိုရောက်လာတယ်အဲ့ဒီကနေဗီဒီယိုတွေကြည့်ပြီးအချိန်လွန်သွားတာကိုသွားရှာတဲ့စာတော့ကိုပြန်ရှာရမလို့ဖြစ်တယ်ဟုတ်တယ်မလားအဲ့တော့တိုင်မာ2နာရီလို့သတ်မှတ်ထားတယ်ဆိုအဲ့ဒီအတွင်းမှာစာရှာမယ်ဆိုတော့အဲ့စာကိုရအောင်ရှာရပြန်နဲ့ပြန်ထွက်ပြန်နဲ့အဲ့ဒီကိုလေ့လာနေကြစာကိုဆက်ပြီးတော့လေ့လာအဲ့လိုပြမယ်အချိန်သတ်မှတ်ပြီးတော့လေ့လာတာကအရန်အသုံးဝင်တယ်ပေါ့နော်ငါဒီ2နာရီပြီးမှပဲကျန်တဲ့ငါကြည့်ကျင်တဲ့ဇက်ကားတွေ anime တွေငါဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒါဟာစာလဲလုပ်ဖြစ်တယ်ကိုအတွက်စိတ်ပေါ်ပါစေတဲ့ဒီကိုကြည့်ကျင်တာလဲကြည့်လို့ရတယ်ပေါ့အဲ့ဒီနီလန်ချွတ်တော့အရန်အသုံးဝင်တယ်နောက်တစ်ခုကကြတော့လေ social media ကိုရည်ရွယ်ချက်တစ်ခုနဲ့သုံးတာ TikTok ဖွင့်လိုက်တယ်ဘာရည်ရွယ်ချက်နဲ့လဲဒီတိုင်းအပြင်းပြေဖို့သူများတင်တဲ့ဗီဒီယိုတွေပဲရှောက်ကြည့်ပါလားအပြင်းပြေဖို့အတွက်လားဆိုရင်အဲ့လိုလည်းရတယ်လေကိုရီးလူငယ်ပဲကိုစိတ်တွေကိုအရင်ထိန်းချုပ်နေစရာမလိုဘူးလေပျော်သိရင်ပြောရမယ်ကြည့်တင်ကြည့်ရမှာပဲလေအဲ့တော့ငါဒီဥမာ TikTok ပေါ့ TikTok သုံးမယ်ဆိုရင်ငါတစ်နာရီ TikTok ကြည့်မယ်ဆိုဖုန်းမှာတိုင်မှတ်လိုက်တာပဲနိုင်မှတ်ပြီးတော့ရှောက်ကြည့်တယ်အမှကြည့်ကျင်တာတွေအကုန်ရှောက်ကြည့်တယ်တစ်နာရီပြည့်ဖို့အလန်းអော်ပြီးဆိုတာနဲ့ပြန်ပိတ်ပြီးတော့တခြားလုံးဆရာရှိရလုံးမလုပ်ဘူးဆိုရင်စာလုံးဆရာရှိရဆိုရင်စာလုံးအဲ့ရည်ရွယ်ချက်တစ်ခုနဲ့တိုင်မှာပေးပြီးသုံးတာအရန်ထိရောက်တယ်နောက်ဆုံးတစ်ခုကကြတော့လေများသောအားဖြင့်အဲ့အချိန်ဖြုံးတတ်တာကြတော့မနက်မိုးလင်းချင်းမှာအလန်းပေးတယ်မလားဖုန်းနဲ့အလန်းပေးပြီးလို့အလန်းပိတ်ပြီးသွားရတယ်ဘာလို့လဲနိုးပြီဆိုလို့ရှိရင်အင်တာနက်ဖွင့်ပြီးတော့ line သုံးတယ်အဲ့ဒီဟာကလေအချိန်အရန်ကုန်တယ်လို့ချိုးရတော့ထင်တယ်မနက်မိုးလင်းချင်းလုံးဝကွဲအဲ့ရေးရနဲ့ဝလာပြီးကြီးလေတဲ့အချိန်မှာမျက်နှာတက်ပြီးတော့ကိုယ့်အတွက်အကျိုးရှိမဲ့စာလုပ်တာပဲဖြစ်ဖြစ်ဖျားရှိခိုးတာပဲဖြစ်ဖြစ်တရားထိုင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ကိုသွားဖို့ပြင်ဆင်တာပဲဖြစ်ဖြစ်မနက်စာပြင်ဆင်တာပဲဖြစ်အဲ့ဒီအချိန်မှာကိုယ့်အတွက်အချိန်ပေးတင်တယ်လို့ချိုးရတော့ထင်တယ်အဲ့ဒီအချိန်မှာသွားပြီးတော့ဖုန်းသုံးပြီးအဲ့ရတွေမှာပဲပတ်လက်ကြီးနဲ့အီလေးဆွဲပြီးတော့မှအလုပ်သွားကနေ10မိနစ်လောက်လုံးမကုန်းယုံထားရေမိုးချိုးသွားလို့ဆိုလို့ရှိရင်ဘာမှတော့မဖြစ်ဘူးဆိုမဲ့ရေရှည်ကြလို့ရှိရင်အဲ့မနက်ပိုင်းကိုကိုယ့်အတွက်ကောင်းအောင်အသုံးပြုတဲ့ဟာကလူကပို့ပြီးတော့ချိုးကတော့အဲ့လိုမျိုးအသုံးပြုတာပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ကွယ်အဲ့လိုမျိုးကြောင့်ချိုးမနက်အစောကြီးဆိုလို့ရှိရင်ဖုန်းမကြည့်ဘူးအလန်းပိတ်ပြီးတဲ့ထားပြီးတော့လှုပ်ဆက်ရှိရလှုပ်တဲ့ဖျားရှိခိုးတယ်ပေါ့နော်နောက်ပြီးတော့ social media ကိုရည်ရွယ်ချက်တစ်ခုနဲ့အသုံးနဲ့တိုင်မှာတတ်မှတ်ပြီး